Hello， 大家好，欢迎回来。OK， 酷了一点不喏，特别了解了没？老师采访呢，面试个八卦嘞不喏，所以多下季来到采访个嘞 interview， 面试个嘞呗 interview 诶，所以第那酷个八卦嘞的采访呢 interview 啊八卦嘞不喏，所以老师表面说了先采访说了个都要多表面面的，然后都要面面的。访说个访问面面啊，咯都酷酷啵，喏，面面的下哩，所以其實都ဖြစ်တယ်，老師傾片多邊嘛ပဲ interview 啦，တရင်ထောက်တွေပါတယ်ပေါ့နော်，မိုက်ကလေးတစ်ချောင်းနဲ့သူများလိုက်ပြီးတော့ view တဲ့ဟာအဲ့ဟာလေးကို老師တို့က採訪လို့ခေါ်တယ်，採訪。နောက်面試面試ကြတော့ပါလဲဆိုလို့ရှိရင်老師ပြောမယ်ဆိုလို့ရှိရင်လူတွေ့စစ်ဆေးမှုလို့ခေါ်တယ်မြန်မာလိုဆိုလို့ရှိရင်面ဆိုတာက老師မျက်နှာကိုပြောတာဖြစ်တယ်試ဆိုတာက考試ဆိုတာ老師အလုပ်တစ်ခုလျှောက်လိုက်တယ်လျှောက်ပြီးဟိုဘက်ကကိုယ်သဘောကျတယ်လာပြီးတွေ့ပါလာပြီးတော့ interview ဖြေပါလို့ခေါ်တာမလားဆိုတော့老師တွားပြီးမှလူတွေ့ပြီးမှပဲဆောင်ပွဲဖြေတယ်ဆိုတဲ့တဘောလေးဆိုရင်အဲ့ဟာလေးကို老師面試လို့ခေါ်တယ်အဲ့ကြောင့်အဲ့ဟာလေးလေ interview လို့လေ老師အင်္ဂလိပ်လိုနဲ့အလွယ်တကူခေါ်တာဖြစ်တယ်採訪ကသူများကိုတွားပြီးတယ်မိုက်လေးတစ်ချောင်းနဲ့ကြော面試ကြတော့ကိုအလုပ်ခန့်အလုပ်လျှောက်တာရသွားတော့ကို interview တဲ့ဟာ那个叫做面试，然后过 interview 的路数了行，面试官了考了呀，然后面试官考了呀嘞，叫公里呀是嘞，譬讲譬里面都要骗嘛，不那公里拍干的，那个叫做面試官，说了採訪，这样喏，採訪。買的橋呢，咁樣都表咧，面試個 interview 都撇，然後面試官叫做 interview 撇的路，一個 interview 識的路，可以嗎？好，你分清楚了嗎？乖比啦，點了個，好，再見。